လောကတဘာဝအရာရှင်နဲ့ရန်ဟာမတူညီတဲ့စန့်ကျင်ဘက်စွမ်းအင်တွေဖြစ်ပြီးအတူရှင်တွဲရှိမှသာလောကကြီးဟာဟန်ချက်ညီကအေးချမ်းနိုင်မယ်တကယ်လို့ရှင်နဲ့ရန်သာအတူမရှိရင်ဒါဆိုဒီလောကကြီးဟာအင်မလေးမချမ်းရဲ့မမကညမလေးတကယ်လည်းပါကပေးမှာဒီကလေးမမနဲ့ညမလေးတို့တမီးမကိုတော့ကြရောရင်မင်းရရှူရှူလို့မလည်းမကကိုတော့ကြရဲ့လေမလေးတို့လည်းအဲ့လိုဖြစ်မှကြောက်တယ်မဖြစ်ပါဘူးရှောက်ရှော့ညမလေးမိဘတွေကငငယ်ချာကပြန်လာလို့လိုက်သွားရလားညီမလေးနဲ့မမနဲ့ကအဖေအမေတယောက်တည်းကမွေးတဲ့အမွှားကြီးအမအရင်တွေလေဘလို့လက်ကွဲကွာမလဲမကြောက်လေးကွဲကွာချရင်ရောညီမလေးကြောက်တယ်ဒါချိုဒီဆွဲချိုလေးကိုအမြဲတိုင်းထားနော်ဒီဆွဲချိုလေးကမမရဲ့ညီမလေးရဲ့မမတို့မောင်လေးရဲ့တောင်းရောက်ပေါင်းမှတချုံဖြစ်မှာမတော်လို့များမမနဲ့ညီမလေးကွဲသွားကြရင်မမဒီဆွဲချိုလေးကိုမြင်တာနဲ့ညီမလေးကိုပြန်မှတ်မိလိုက်မယ်ရမမညီမလေးလိုက်ပါလေလာလေမမလာလေအချိုတရီတာမလေးဘာဖြစ်တော့တယ်ဦးတော့တယ်လားမမလည်းမဖြစ်ပါဘူးအချိုလေးအန်ဒီရဲ့ကင်ဘတ်ကအရေးကြီးတယ်နောက်ဆုံးမီးတွေနဲ့မချောနဲ့နော်မလေးကရပူပူဆူတန်အောင်ကတမီးလက်ကွက်တော့တာပါညီမလေးနဲ့ဘာမှမဆိုင်ပါဘူးမိအားရှင်ညီမလေးကိုတက်ကားကွယ်ပေးမနေနဲ့တဖေတည်တယ်ဒီကောင်မလေးအားရှင်ကလေအဲ့ဒီပန်းအုပ်ကိုယူဆော်ပြီးကွဲသွားလားပြီးတော့ဟိုကောင်လေးအားချိုမင်းရောဘာထူးလဲဟမ်ဖယောင်းနဲ့မီကိုသွားဆော်လဲဆိုတနေ့ဒီမြောင်လောင်းနှစ်ကောင်ငါ့ကိုဒုက္ခပေးရလားမမောဘူးလားသိဘူးတော်သေးတယ်ဟဲ့သမီးလေးအားရင်လေးကပိတ်သက်လိမ့်မာလို့ဖေစိတ်အေးရတာဖေစိတ်ချပါသမီးကဒီထက်ပေါ်လိုက်မှာပါမယ်ဖေပူအားကိုလို့ရတဲ့သမီးမျိုးဖြစ်အောင်တွေ့လားမင်းရအတူယူကြအားရင်သမီးတို့မှလည်းမကအမေလည်းရှိတော့တာမဟုတ်ဘူးသမီးရဲ့ညီမလေးနဲ့မောင်လေးကိုတေချာစောင့်ရှောက်ရမယ်နော်သူတို့အပြစ်လုပ်ရင်လည်းအရန်ကာမပေးနဲ့ဖေစိတ်ချပါသမီးကညီမလေးနဲ့မောင်လေးကိုတေချာဆောက်ရှောက်မှာပါသမီးကဒီထက်ပိုကြီးလာအောင်လုပ်ပြီးတော့ဖေကိုလည်းကာကွယ်ပေးအောင်ပါအမလီဖေကလေးလေးအားရင်လေးကဖေကိုကာကွယ်ပေးမှာပေါ့ဒါဆိုဖေကအားရင်လေးမြန်ကြီးလာအောင်လို့ဆူတောင်းရတော့မှာပဲတကယ်လို့သမီးကြီးလာလို့ကျင်းဖော်တွေ့ပြီးအိမ်ကထွက်သွားရင်ဖေကိုဘယ်သူကာကွယ်ပေးမှာတော့သမီးရဲ့အိမ်နာမပြပါဘူးဖေရဲ့ညီမလေးနဲ့မောင်လေးကအမြဲကာကွယ်ပေးမှာသမီးလည်းမိသားစုအသက်လည်းပျော်ရွှင်နေတာကြမှာသမီးလည်းဖေကိုကာကွယ်ပေးမယ်တာယာပဲဟုတ်ပါပြီဖေကလေးလေးတွေရေဟော